သူမเจ้าမှာစာမှုပွဲဖြစ်နေတော့သူမရဲ့အဖေကရုတ်တရက်အတန်းထဲကနေခေါ်ထုတ်သွားခဲ့ပါတယ်သူတို့မထွက်ခွာခင်မှာအဖေဖြစ်သူကမိုးရွာတော့မယ်အိမ်ပြန်ကြပါလို့လူတိုင်းကိုတတိပေးခဲ့ပါတယ်ကားလမ်းမကြီးအတိုင်းအချိန်ပြင်းပြင်းမောင်းနေစဉ်မိန်းကလေးကပြတင်းပေါက်ကနေအပြင်ဘက်ကိုလှမ်းကြည့်လိုက်ပါတယ်ကြည်လင်နေတဲ့ကောင်းကင်ကြီးကပျောက်ကွယ်သွားပြီးတိမ်မဲကြီးတွေကအရာအလုံးကိုဝါမျိုးသွားကမုန်တိုင်းတစ်ခုအရှိန်ဟုန်နဲ့ဝင်ရောက်လာနေပါတယ်သူမရဲ့အဖေကလီဘာကိုအရှိန်မြင့်နှင်းလိုက်ပြီးမောင်လေးရဲ့ခုံကားဘက်ကိုပတ်ပေးဖို့သူမကိုပြောပေမဲ့မောင်လေးကငင်းဆန်ခဲ့ပါတယ်အဖေကသူ့ကိုလှည့်အော်ဖို့လှုပ်ရင်းကားကိုထိန်းချုပ်မှုလူနီးပါးဆုံးရှုံးသွားခဲ့ပါတယ်သူတို့တွေတိုက်မိလူနီးပါးဖြစ်သွားခဲ့ပေမဲ့နောက်ထပ်ကုန်တင်ကားတစ်စီးကသူတို့ရှိကနေဖြတ်ကျော်မောင်းနှင်သွားခဲ့ပါတယ်မုန်တိုင်းကတဖြည်းဖြည်းနဲ့ပိုးလို့နီးကပ်လာခဲ့ပါပြီသူမရဲ့အဖေကကားလမ်းမကြီးပေါ်ကနေလမ်းဘေးကိုထိုးရက်လိုက်ပြီးမြန်လို့ရွှေ့ကြလို့အော်ဟစ်လိုက်ပါတယ်ပထမဆုံးမိုးဆက်အချို့ကစတင်ကျဆင်းနေပြီဖြစ်ပါတယ်နောက်ဆုံးမှာတော့သူတို့ကယ်ဆယ်ရေးစခန်းတစ်ခုကိုရောက်ရှိသွားခဲ့ကြပါတယ်သူတို့တွေဘေးကင်းကင်းနဲ့အထဲကိုရောက်သွားတဲ့အခါမှာတော့အဖေဖြစ်သူကအမှန်တရားကိုပြောပြခဲ့ပါတယ်အဲ့ဒီမိုးရေထဲမှာလူသားမျိုးနွယ်တစ်ခုလုံးကိုတုတ်တင်ရှင်းလင်းပြနိုင်တဲ့ virus ပါဝင်နေတဲ့ဆိုတာပါပဲသူကသာသူတို့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တယ်လို့ပြောပြီးနောက်မောင်လေးကိုစောက်ရှောက်ဖို့သူမကိုမှားကြားခဲ့ပါတယ်ကာကွယ်ရေးဝတ်စုံကိုဝတ်ဆင်ပြီးတဲ့နောက်မှာတော့သူကကယ်ဆယ်ရေးစခန်းကနေထွက်ခွာသွားခဲ့ပါတယ်10မိနစ်တောင်မပြည့်ခင်မှာပဲတစုံတစ်ယောက်ကတကားကိုအပြင်းထန်လာရောက်ခောက်ပါတော့တယ်သူမကသူမရဲ့အဖေပြန်လာတာလို့ထင်မှတ်ခဲ့ပေမဲ့သူမရဲ့အမေကတော့ဒါဟာမဖြစ်နိုင်ဘူးလို့ပြောပါတယ်အဖေသာဆိုရင်တကားကိုသူ့ဘာသာသူဖွင့်မှာဖြစ်ပါတယ်အမေကအဲ့ဒီလိုပြောလိုက်တဲ့ခဏမှာပဲသူတို့တွေတကားစီကိုပြေးသွားပြီးဆွဲကြပါတယ်တကားရဲ့အခြားတစ်ဖက်မှာတော့ခြေဆုံးကောင်းဆုံးတုံရင်နေတဲ့သစိမ်းတစ်ယောက်ရှိနေပါတယ်သူကသူမရဲ့မောင်လေးကိုကော်လာကနေဆွဲကင်ပြီးအတင်းအဓမ္မခေါ်ဆောင်သွားဖို့ကြိုးစားခဲ့ပါတယ်သူမရဲ့အမေကအဲ့ဒီလူစီကိုလွှင့်ပြေးသွားပြီးမြေပြင်ပေါ်ကိုလှည့်ချလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမိုးရေတွေကသူမရဲ့အဝတ်စားတွေထဲအထိစိတ်ဝင်ဆိုရွှဲသွားခဲ့ပါပြီးမိန်းကလေးဟာသူမရဲ့အမေတဖြည်းဖြည်းနဲ့လဲပြူသွားတာကိုကြည့်နေခဲ့ရပါတယ်သူမမှာရွေးချယ်စရာမရှိတော့ပါဘူးတကားကိုပိတ်လိုက်ပြီးအမေကိုအပြင်ဘက်မှာပဲထားရစ်ခဲ့ပါတော့တယ်တကားရဲ့အခြားတစ်ဖက်ကနေအမေဖြစ်သူရဲ့အော်ဟစ်တန်တွေကိုသူတို့ကြားနေခဲ့ရပါတယ်အချိန်တွေတော့ကြာဖြတ်တန်းသွားခဲ့ပေမဲ့သူတို့ရဲ့အဖေကတော့ဘယ်တော့မှပြန်မလာခဲ့ပါဘူးသူတို့တွေဟာပြင်ပကဘာနဲ့ဆက်သွယ်မှုပြတ်တောက်သွားခဲ့ပါပြီအဲ့ဒီမြောက်ခန်းဟာသူတို့အတွက်ခိုးလုံးရတစ်ခုလည်းဖြစ်တယ်လို့အကျဉ်းထောင်တစ်ခုလည်းဖြစ်ခဲ့ပါတယ်ငါနှစ်ကြာပြီးတဲ့နောက်မှာတော့သူမရဲ့မောင်လေးဟာအရွယ်ရောက်လာခဲ့ပါပြီသူတို့ရဲ့ရိတ်ခါတွေကလည်းကုန်းလူနီးပါးဖြစ်နေပြီဖြစ်တယ်လို့မောင်လေးကလည်းဒီလိုဘဝမျိုးကိုဆက်ပြီးမအောင်အီးနိုင်တော့ပါဘူးသူမကသူ့ကိုစိတ်အေးထားဖို့ဖြောင်းဖျားခဲ့ပေမဲ့သူကနှစ်ပေါင်းများစွာစုပြုံနေတဲ့စိတ်ပြတ်မှုတွေနဲ့လွတ်မြောက်ခြင်းနဲ့အသေးအတန်ဆန္ဒတွေကိုဖော်ထုတ်ရင်းမှန်ကိုလက်သီးနဲ့တစ်ချက်တည်းထိုးခွဲပစ်လိုက်ပါတယ်သူမမှာရွေးချယ်စရာမရှိတော့ပါဘူးသူမရဲ့ကာကွယ်ရေးဝတ်စုံကိုဝတ်ဆင်ရှိသမျှတတိတွေကိုစူးစီးပြီးတကားကိုဖွင့်လိုက်ပါတော့တယ်အပြင်ဘက်မှာတော့ဘာမှမရှိပါဘူးလူလည်းမရှိအစားအစာလေးမရှိပါတခုမှမရှိပါဘူးသူမအထဲကိုပြန်ရောက်တဲ့အခါမှာတော့အမှန်တရားကိုမောင်လေးကိုပြောပြလိုက်ပါတယ်သူတို့ရှင်တန်နိုင်ဖို့အတွက်တခုတည်းသောအခွင့်အရေးကနောက်ထပ်ကယ်ဆယ်ရေးစခန်းတစ်ခုကိုရှာဖွေဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာတင်တတိပေးနှိုးဆော်တန်ကြီးမြည်ဟိလာပါတော့တယ်ရုပ်ရှင်ရီကတ်တွေအတွက် follow လုပ်ထားပါ